ကဲမင်္ဂလာပါလို့အခုမဲကြီးဘာချက်နေရဆိုတော့တစ်ချက်ပြမယ်နော်မင်္ဂလာပါအခုမဲကြီးဝတ်သားချက်နေရဖြစ်ပါတယ်ရှယ်ပဲနော်အောက်အိုးလေးနဲ့တဲတာနော်အောက်မီးလေးနဲ့အောက်မီးဆိုတာဘာလဲလို့မမေးနဲ့နော်တို့ထင်းမီးနဲ့လို့ပြောတာနော်လျှက်စင်မီးနဲ့မဲချက်တာမဟုတ်ပါဘူးနော်အောက်မီးလေးနဲ့ချက်တာနော်ရှယ်ပဲနော်ဒါဝတ်သားနော်တော့ဝတ်သားစစ်ကိုမဲချက်နေရဖြစ်ပါတယ်အေးဘယ်လိုဖြစ်နေနေကြအောင်နင်တို့လည်းကျွဲပဲအေးရဝက်တည်းတမျိုးမငါဝတ်သားချက်နေနော်ငင်းငင်းနေငင်းငင်းနေရှယ်ပဲနော်မင်းလက်ရမမီတာလောက်တော့မောင်လက်ခံပါတယ်မောင်လက်ရနဲ့မောင်တော့ကြိုက်ပါတယ်ရှယ်ပဲနော်မေးကျုံးပြီဒီတော့ဒီနေ့ကျုံးပြီနော်ကဲမိုးလေးရအေးနဲ့တော့ဝတ်သားလေးချက်ပြီးတော့ကျိုးလိုက်လို့ကတော့ရှယ်ပဲမိုးကလည်းကောင်းတယ်ဗျာဒီနေ့ကျမိုးကလည်းတအားကောင်းအဲ့တော့မေးဝတ်သားချက်တယ်ဝတ်သားချက်ပြီးတော့မေးမိုးအေးလေးနဲ့မေးစားမယ်ပေါ့ဗျာနော်မဲတော့လဲအဲ့ဒါရှိရဒီမနေ့မှရွာတွေကပေါ်တော့မေးသွားဝယ်လိုက်တယ်မေးတော်ဝယ်ချက်3000ဝယ်သေးတယ်ဈေးကြီးတယ်မိုးရီရွာတော့ငါဆိုနင်းနေဝေတော့ငါဆိုရွာလေးတွေကျွေတော့ငါလေရှယ်ပဲအောင်မီလေးနဲ့ဝတ်သားဆိုတာတန်လားမျိုးမိဖရန်တွေအားလုံးပဲစားကြည့်နေပြီလားလို့သေးယိုနေပြီလားကဲလာတစ်ခွက်လာခတ်ဈေးကြီးတယ်ဝတ်သားသေးကြီးတယ်ရှယ်ပဲနော်ရှယ်ပဲရတာမိလေးရတော့